ဖုန်ထူနေတဲ့စံတရားပေါ်မှာတော့လက်သစ်သစ်နဲ့ရေးထားတဲ့စာတစ်ကြောင်းရှိနေတယ်။နောက်သက်ချင်းနားထောင်မဲ့သူကိုစောင့်နေတယ်။တကားနောက်ကအခန်းမင်းတန့်ပြောက်သွားတဲ့အပြီးရွာတရွာလုံးတိတ်ဆိတ်သွားတယ်။ညဘက်ဆိုဘသူမှအပြင်မထွက်ရတော့ဘူး။ဒါပေမဲ့မင်းတန့်ရဲ့အမမိမြက်ကတော့မယုံဘူး။ငါညီအသက်ရှင်နေသေးတယ်။သူမကအဲ့လိုပဲယုံကြည်နေခဲ့တယ်။တညမိုးတွေတဲကြီးမဲကြီးရွာနေချိန်မှာမိမြက်တယောက်မင်းတန့်ရဲ့ဖုန်းဟောင်းကိုဖွင့်ကြည့်နေတော့ဒီ notification တစ်ခုတက်လာတယ်။ပို့သူနာမည်မရှိဘူး။ဒါပေမဲ့ voice message တစ်ခုရောက်နေတယ်။သူမလက်တုံတုံနဲ့ဖွင့်လိုက်တယ်။အစမှာမိုးတံမိတ်ကြရတယ်။ပြီးတော့မင်းတန့်ရဲ့အတန်မလာနဲ့အတန်ကတုံနေတယ်။နောက်ကနေစံတရားတန်တူတူကြရတယ်။ဒီအိမ်ထဲမှာသူရှိတယ်။ရုတ်တရက်တီးစံတရားတန်အကြေကြီးထွက်လာပြီ။အတန်ဖိုင်ကရုတ်တရက်ပြတ်သွားတယ်။မိမြတ်ရဲ့နှလုံးကုန်တာမြန်လာတယ်။ဒါပေမဲ့ message အောက်မှာနောက်ထပ်စာတစ်ကြောင်းပေါ်လာတယ်။အပေါ်ထက်တကားနောက်ကအခန်းကိုမဖွင့်နဲ့နောက်နေ့ညမှာမိမြတ်ကမင်းတန့်ရဲ့တငယ်ချင်းနှစ်ယောက်နဲ့အိမ်ဟောင်းစီပြန်သွားတယ်။အိမ်ထဲဝင်လိုက်တာနဲ့အေးဆက်တဲ့အနံ့တစ်ခုရလာတယ်။စနီယာကတော့အရင်အတိုင်းရှိနေတယ်။ဒါပေမဲ့အပေါ်ထက်စီကနေတယောက်ယောက်လမ်းလျှောက်တန်ကြားလာတယ်။ဒုတ်မိမြတ်တို့၃ယောက်အပေါ်ထပ်တက်သွားတယ်။အပေါ်ရောက်တော့လမ်းအဆုံးမှာတကားအနက်ကြီးတစ်ချက်ရှိနေတယ်။တကားပေါ်မှာချစ်ထားတဲ့စာတစ်ချောင်း။တချင်းပြီးရင်တကားဖွင့်လိမ့်မယ်။အဲ့ဒီအချိန်မှာပဲစံရသံပြန်ကြားလာတယ်။ဒါပေမဲ့ဒီတစ်ခါတချင်းနဲ့အတူလူတစ်ယောက်ငိုသံပါလာတယ်။မင်းမြတ်ကတကားကိုဖြည်းဖြည်းချင်းခိုက်လိုက်တယ်။တကားအေးဆက်နေတယ်။ပြီးတော့တကားအောက်ကနေတွေးနေတွေစီးထွက်လာတယ်။တငယ်ချင်းတယောက်ကြောက်ပြီးနောက်ပြန်ဆုတ်လိုက်တဲ့အချိန်မှာပဲကလေးတကားအလူလိုပွင့်သွားတယ်။အခန်းထဲမှာမီးမရှိဘူး။ဒါပေမဲ့အခန်းအလယ်မှာမင်းတန့်ကနှုတ်ကြောပြီးထိုင်နေတယ်။ညီလေးမိမြဝမ်းသာပြီးပြေးသွားတယ်။ဒါပေမဲ့မင်းတန့်ဖြည်းဖြည်းချင်းလှည့်လာတဲ့အချိန်မှာသူ့မျက်လုံးတွေမရှိတော့မျက်နှာတစ်ခုလုံးသွေးတွေနဲ့စိုနေပြီ။ပါးစပ်ကဖြည်းဖြည်းချင်းပြုံးလာတယ်။မသူတချီအစ်စ်ရချင်နေတယ်။ နောက်အပိုင်းလေးကိုဆက်လက်အားပေးကြပါအောင်နော်။လူကြီးမင်းတို့အပန်းမကြီးရင်ကြိုက်နှစ်သက်ခဲ့ရင်လဲအကောင့်ကို follow like and share လေးလုပ်ပြီးကူညီပေးပါအောင်နော်။ကျေးဇူးတင်ပါတယ်ရှင်။